အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဘန်ကိုသွားတဲ့ခါမှာဆိုလို့ရှိရင်အသုံးများတယ်ဝါရ9မျိုးကိုပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နံပါတ်1မျိုးကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဘန်စာကိုလောက်တာကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်2မျိုးခေါ်တယ်ပေါ့နော်ဒီမှာတစ်မျိုးကကြတော့ထုံချန်ကိုမန်ဒူတာထုံချန်ကိုမန်ဒူတာနောက်တစ်မျိုးကကြတော့ကဲကြွားတို့ကဲဆော်ရတာကဲကြွားတို့ကဲဆော်ရတာကျွန်တော်ဘန်စာကိုလောက်ပြီးလို့ရှိရင်ပတ်စံထည့်မယ်ပေါ့နော်ပတ်စံထည့်ရအောင်လဲ2မျိုးခေါ်ပါတယ်ဒီမှာတစ်မျိုးကကြတော့ဘာလဲဆိုရင်ဒွန်နူနော့တာDonu nota နောက်တစ်မျိုးကကြတော့ ipcom mata ipcom mata အဲ့တော့နောက်နံပါတ်3ကကြတော့ပတ်စံထုတ်တယ်ပတ်စံထုတ်တာကိုလည်းကျွန်တော်2မျိုးခေါ်ပါတယ်ဒီမှာတစ်မျိုးကကြတော့ donu chatta donu chatta နောက်တစ်မျိုးကကြတော့ chulgom mata chulgom mata ကျွန်တော်နောက်နံပါတ်4နံပါတ်4ကကြကျွန်တော်တို့ဒီပတ်စံတွေကိုလဲတဲ့ခါမှာကျွန်တော်တို့ဒေါ်လာတွေပါလဲတယ်ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်2မျိုးခေါ်ပါတယ်ဒါတစ်မျိုးကကြတော့ donu baguda donu bagudaနောက်တစ်မျိုးကကြတော့ဟွမ်ကျွန်းနာတာအခုနံပါတ်5ကျွန်တော်နံပါတ်5ကကြတော့ပတ်စံတွေပါလွှဲရဲဆိုရင်ဘယ်လိုခေါ်လဲဆိုလို့ရှိရင်2မျိုးခေါ်တယ်သူလည်းပဲဒီမှာတစ်မျိုးကကြတော့ဒွန်နူပိုနေတာနောက်တစ်မျိုးကကြတော့ဆုံကုန်းမာတာ